ဖုန်းကြီးတွေဘာကြောင့်နိုင်ဖုံးများစွာအာယုံဆိုင်နိုင်ရတာလဲဒီဗီဒီယိုတစ်ပုတ်ပြီးရင်စာချက်တော်မယ်လို့စိတ်ထဲကတွေးထားပြီးမြဲဖုန်းကိုလက်ကမချဘူးဖြစ်နေပါသလားဗီဒီယိုတစ်ပုတ်ကြည့်နေရင်းနဲ့နောက်ထပ်ဗီဒီယိုတစ်ပုတ်ကိုနှိပ်မိနေပြီလားဒါပေမဲ့ဖုန်းကြီးတွေကတော့တနေရာထဲမှာထိုင်ပြီးတော့နိုင်ဖုံးများစွာစိတ်ကိုတင်းငိမ်စွာထိန်းထားနိုင်ကြပါလိဘာကြောင့်လဲသူတို့မှာရှုပ်ဝဲအင်အားတစ်ခုရှိနေလို့လားဒါမှမဟုတ်သင်လဲလေးလာခြင်းရင်လုံနိုင်မဲ့နီလန်တစ်ခုမျိုးလားဒီနေ့ဗီဒီယိုမှာတော့အဖြေကိုရှင်းပြပေးသွားပါမယ်ပတ်1အလေးအကျင့်ရဲ့အင်အားဖုန်းကြီးတစ်ပါးရဲ့ဘဝကိုကြည့်မယ်ဆိုရင်နေ့စဉ်အချိန်စရကတိတိကျကျစနစ်တကျရှေ့ပါလိမနက်စောစောထဖျားရှိကိုပရိကြီးရွတ်တရားထိုင်စာသင်စာဖတ်ဒီလိုထက်ခါလုံနေရင်အုံနောက်ကအာယုံဆိုင်ဖို့အလိုလျောက်လေ့ကျင့်ပြီးသားဖြစ်သွားပါလေဒါဟာစိတ်ကူးရင်ဖြစ်စေတဲ့သဘာဝလုံးအကြောင်းတရားတွေမဟုတ်ပါဘူးအုံနောက်ဟာလေ့ကျင့်လို့ရတဲ့ကြွက်သားတစ်ခုလိုပါပဲတရားထိုင်ခြင်းနဲ့မှတ်ဉာဏ်ကျွန်တော်တို့ရဲ့ဂေါတမဗုဒ္ဓကသင်ကြားခဲ့တဲ့သတိဆိုတာဟာအခုခေတ်မှာ mindfulness လို့ခေါ်ကြပါတယ်တရားထိုင်တဲ့အခါအသက်ရှူခြင်းကိုသာအာယုံစိုက်ပြီးတော့စိတ်လွင့်သွားရင်ပြန်ခေါ်လာတယ်ဒီအလုပ်ကိုမိနစ်30တနာရီ2နာရီနှစ်ပေါင်းများစွာလေ့ကျင့်နေကြတာပါအဲဒီလိုလေ့ကျင့်မှုကြောင့်စိတ်လွင့်သွားတာကိုမြန်သိနိုင်တယ်ပြန်ပြီးတော့တည်ငြိမ်နိုင်တယ်စိတ်တွေတည်ငြိမ်လာတဲ့အခါမှာမှတ်ဉာဏ်တွေဟာလည်းပိုပြီးတော့ကောင်းလာစေပါတယ်ပတ်3လောကီရေးရအနောက်ရှက်နေခြင်းကျွန်တော်တို့ဘဝမှာ notification အသံတွေ social media game chat စိတ်ကိုဆွဲဆောင်နေတဲ့အရာတွေကအများလုံးပါတယ်ဖုန်းကြီးဘဝမှာတော့ရိုးရှင်းတဲ့ပတ်ဝန်းကျင်လိုအပ်တဲ့လောက်ပဲအသုံးအဆောင်အာယုံဖြတ်စရာနည်းပါပါတယ်အနောက်ရှက်နေရင်အာယုံစိုက်နိုင်စွာလဲတိုးလာပါတယ်ပတ်4စိတ်ပညာအရာအချက်3ချက်နံပါတ်1 single tasking တစ်ချိန်မှာတစ်ခုတည်းလုပ်တယ်နံပါတ်2ရည်ရွယ်ချက်ရှင်းလင်းမှုဘာလုပ်နေလဲကိုသိတယ်နံပါတ်3စီကံမလုပ်ချင်တဲ့အချိန်တောင်လုပ်နိုင်တယ်ဒါတွေကအာယုံစိုက်နိုင်စွမ်းရဲ့အထူးအခြေခံများပါပတ်5သင်လဲလုပ်နိုင်မလားဟုတ်ပါတယ်လုပ်နိုင်ပါတယ်နေတိုင်း9မိနစ်ပဲဖြစ်အသက်ရှူခြင်းကိုအာယုံစိုက်ပါစာချက်တဲ့အချိန်ဖုန်းကိုအဝေးထားပါပိုမိုဒိုရို25မိနစ်စနစ်နဲ့စမ်းကြည့်ပါအရေးကြီးတာကတစ်ထက်တစ်နေ့ပိုမိုကောင်းမွန်အောင်လေ့ကျင့်ခြင်းပါပဲသင်လည်းဒီနေ့ကစပြီးတော့5မိနစ်ပဲလေ့ကျင့်ကြည့်မလားဒီဗီဒီယိုကသင်တို့အကျိုးရှိခဲ့ရင်တော့ like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ